လာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားစင်ရောဖြစ်ပါတယ်2025ခုနှစ်မေလ15ရက်ကြာသပတေးနေ့ညနေခင်းစီးရဲတဲ့သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီယင်းမိုးပြဲစစ်တပ်စာမှာဘန်ကောက်မြို့တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သတင်းထွက်ပေါ်နေပေမဲ့လက်ဤရွာဝင်းကျင်ကိုပုံကျဲခဲ့တာဖြစ်ပါတယ်။လက်ဤကျေးရွာဆိုင်ကုန်းကနေမိနစ်30ခန့်တွားရတာဖြစ်ပါတယ်။ဂျမန်နဲ့ယခုလိုချိန်ထိကရင်ဒေသမှာကျွန်တော်ရှိနေခဲ့တာဖြစ်ပြီးလေကြောင်းအန္တရာယ်ကလွဲလို့လုံခြုံခဲ့ရတာဖြစ်ပါတယ်။ကရင်ဒီမှာနေထိုင်ခိုလုံဝင်ပေးပြီးစားကြောက်ခဲ့တဲ့မိသားစုနဲ့တော်လာမိတ်ဆွေစစ်ဆောင်မိတ်ဆွေများအားလုံးကိုယခုထိကျေးဇူးတင်တရိယာနေလည်းဖြစ်ပါတယ်။မကွေးတိုင်းအထက်မင်းလာမျိုးနဲ့မလွန်တက်တဲ့ဗန်းပြင်ကြီးရွာဝင်းကျင်မှာဂျမန်လေးကထိတွေ့မှုရှိခဲ့ပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာအထိနာသွားပြီးလက်နက်ကြီးဒရုန်းတွေနဲ့ပြန်လည်တိုက်စစ်ဆင်ခဲ့ပါတယ်။၎င်းဖြစ်စဉ်မှာကာကွယ်ရေးအင်အားစုတွေဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့သိရှိရပြီးအဆိုပါစစ်ကြောင်းကတော့ထပ်ချက်လိုက်စစ်ဆင်နိုင်မှုအတွက်ဗရန်တက်နယ်ကလာမဲ့စစ်ကူကိုစောင့်မျှော်နေပုံရပါတယ်။မကွေးတောင်တွင်လမ်းပိုင်းမှာရင်းစိတ်ဆိုတဲ့ရွာကြီးတွေရှိပါတယ်။အဲ့ဒီရွာမှာတခင်ဘိုးလာကြီးနဲ့ဆရာဆန်ရုပ်ထုကြီးတွေကိုလည်းစိတ်ဓာတ်တကြပွဲရာထူးလို့စိုက်ထူထားရှိတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကအဆိုပါရွာကားဂိတ်မှာလူငယ်ဒရာစင်နီးပါအာတမလူသစ်စုဆောင်ခံခဲ့ရပြီးယခုလိုအဖြစ်အပျက်မျိုးတွေမကြာခဏရင်ဆိုင်ကြုံတွေ့နေရတယ်လို့သိရှိရပါတယ်။ဂျမန်လေးညာကခံကောင်းမြို့နယ်လာဖို့ကျေးရွာစာတင်ကျောင်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ကျောင်းဆောင်တစ်ခုခါးလက်ကကျိုးကပြိုကျပျက်စီးခဲ့ပြီးဒေသခံပြည်သူတွေထိခိုက်မှုမရှိဘူးဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်ထထောင်ကုန်းရွာဟာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံထားရပါတယ်။ကာဝေးတပ်ဖွဲ့ဝင်အင်အား80ခန့်ဝင်ရောက်လှုပ်ရှားမှုရှိခဲ့တဲ့ဆိုတဲ့မြေပြင်သတင်းပေးမှုကြောင့်တိုက်ခိုက်တယ်လို့သိရပြီးထိခိုက်မှုကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။မထိုးကြီးမြို့နယ်ကရဲစခန်းတစ်ခုကိုလည်းကာဝေးအင်အားစုတွေယနေ့မနေ့လင်းအားကြီးချိန်ကလေးကစတင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီးအပေါင်းတော့မသိရှိရသေးဘူးဖြစ်ပါတယ်။မိမိတို့ကာဝေးတပ်တွေဘက်ကရလက်ကောင်းမဲ့အခြေအနေရှိပါတယ်။စနိုက်ပါပါဝင်လက်နက်ငယ်လက်နက်ကြီးတွေနဲ့အဟန်ချက်ညီတဲ့တိုက်စစ်ဆင်မှုရှိတဲ့အနေအထားလို့မှန်းဆရပါတယ်။ဂျာမနီမြေကြိုက်ထုံမြို့နယ်မှာတေစရခြေစအမှတ်200ခွန်ခြေမြန်တံမြင့်ရဲ့စစ်ကြောင်းကြောင်မိုင်းလမ်းတိုင်းဝင်ရောက်လာပြီးညဝင်းရာဘာချန်တလျှောက်နေရာယူတက်ဖြန့်ထားကအညာသားလေး KTV အနီးမှာယာယီအခြေပြုထားတာဖြစ်ပါတယ်။ကိုကြီးမြင့်တဲ့ရှင်းဆိုင်အထက်လူလေးရွာမှာလည်းတစ်ဖွဲ့ရောက်နေပြီးဖားလားမြောင်ဘက်ကနေတက်လာတဲ့တစ်ဖွဲ့ကတော့9မင်းရွှေကြံထဲမှာစုဖွဲ့နေရာယူထားပါတယ်။အဆိုပါစစ်ကြောင်းရဲ့အင်အားဟာခံမှန်း60နဲ့80ကြားရှိနေတာဖြစ်ပါတယ်။ရန်ကုန်မော်ဘီလေတပ်ထဲမှာတော့ရှမန်လေးညကရဟတ်ရင်လေရင်စုစုပေါင်း8စီးပြန်တန်းသွားပါတယ်။လေရင်အုပ်ရွှေပြောင်းတယ်လို့အကြမ်းမြင်ယူဆရပါတယ်။မော်ဘီလေတပ်ဟာကရင်နဲ့မွန်ပြည်နယ်ကဲအောင်လန်းဒေသတွေကိုအများဆုံးတိုက်ခိုက်မှုပြုလုပ်တဲ့လေတပ်စခန်းတစ်ခုဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေအားနဲ့ရှော့ကျသွားဖို့မီလန်မျိုးစုံနဲ့စူးစမ်းအားထုတ်ကြရမှာဖြစ်ပါတယ်။လေရင်ဘုံသီးတွေကိုစိတ်ဖြူမျိုးနဲ့အခြေစိုက်ကစွန်းမအမှတ်21ကာဝေးပစ္စည်းစက်ရုံမှာတပ်ဆင်ထုတ်လုပ်တာဖြစ်ပါတယ်။တိတိကျကျဆိုရပါလဲစင်တဲ့အခြေစိုက်အမှတ်3ကာဝေးပစ္စည်းစက်ရုံကဘုံသီးထဲမှာထည့်ရတဲ့အစိပ်ပိုင်းတွေကိုထုတ်လုပ်ပေးပို့တာဖြစ်ပြီးအမှတ်2ကာဝေးပစ္စည်းစက်ရုံကတော့ဘုံသီးအခွန် body တွေကိုထုတ်လုပ်ပေးရတာဖြစ်ပါတယ်။တိုက်ပွဲဝင်ရန်အသစ်ဖြစ်သွားတဲ့ဘုံသီးတွေကိုတည်ဆောင်တဲ့လမ်းကြောင်းကလည်းပုံစံတစ်မျိုးနဲ့လှုပ်ဆောင်နေတာကိုသတိထားမိပါတယ်။မကွေးလေတပ်ကနေလာရောက်တည်ဆောင်နေတာဖြစ်ပါတယ်။အဲ့ဒီလမ်းကြောင်းကိုတစ်ချက်ကြည့်ကြအောင်ပါ။ကျမ်းမြအနည်းဆုံးတစ်လကို3ချိန်4ချိန်လာရောက်တည်ဆောင်ပါတယ်။မကွေးလေတပ်ကနေကံပြရင်နာကြောင်းဂွေးကျို6ကနေတစ်ဆင့်အနော်ထာရာကိုဖြတ်ပြီးစိတ်ဖြူကနေမြောက်ဘက်10မိုင်လမ်းဆောင်ကတစ်ဆင့်ပသိမ်မော်လမ်းတိုင်းတောင်ဘက်15မိုင်လောက်သွားပြီးဆိုရင်အမှတ်21ကာဝေးပစ္စည်းစက်ရုံကိုရောက်ရှိပြီဖြစ်ပါတယ်။ကစုံမကိုလွန်ခဲ့သောနှစ်များစွာကရောက်ရှိခဲ့မှုပြီးဘိုးထဲမှာတညတာအိတ်ဆက်ခဲ့ရမှုပါတယ်။အသွားပြန်အဆိုပါလမ်းကြောင်းကိုသာပုံမှန်အသုံးပြုနေတာဖြစ်ပါတယ်။၎င်းလမ်းကြောင်းမှာမကွေးအထွက်မှာဂိတ်တစ်ခု၊ထောင်းနေတရားမှာကင်းစကားငယ်တစ်ခုရေနံချောင်းမြို့ရှောင်းလမ်းမှာစစ်စေးဂိတ်တစ်ခုပင်းချောင်းတရားမှာစစ်စေးဂိတ်တစ်ခုရှိပြီးဂျားမှာဂိတ်မရှိသလောက်ဖြစ်ပါတယ်။6ဝင်မိုလာလမ်းခွဲစလင်မှာစစ်စေးဂိတ်တစ်ခု6 GDI ကြောင်နီကင်းစခန်းတစ်ခုဘိုးတဲ့အိမ်မှာစခန်းကြီးတစ်ခုအနော်ထာတရားနှစ်ဖက်စလုံးမှာစစ်စေးဂိတ်တစ်ခုစီစိတ်ဖြူမျိုးအထွက်မှာစခန်းတစ်ခု10မိုင်စောလန်းဆောင်မှာစခန်းတစ်ခုနဲ့ပသိမ်မော်လမ်းဆောင်မှာစစ်စေးဂိတ်တစ်ခုလို့သာရှိတာဖြစ်ပါတယ်။ရှင်နာကျောင်းမျိုးဆောင်လမ်းကနေဂွေးကြိုအထိကာဝေးအဖွဲ့တွေအားကောင်းပုံရပေမဲ့တိုက်ခိုက်ဟန်တာမှုတွေမတွေ့ရသေးဘူးဖြစ်ပါတယ်။ထို့တူဂွေးကြိုကနေစလေလမ်းဆောင်ထိစစ်ကောင်စီစစ်ကြောင်းတွေမစိုးမိုးနိုင်ဘူးဖြစ်ပါတယ်။စိတ်ဖြူမျိုးအထွက်ကနေစောလန်းဆောင်ထိလည်းကာဝေးအဖွဲ့တွေလှုပ်ရှားမှုရှိနေသလိုအဲ့ဒီလမ်းဆောင်ကနေပသိမ်မော်လမ်းမကြီးအထိစစ်ကောင်စီဟာထိထိရောက်ရောက်စိုးမိုးမှုမပြုတ်လောက်နိုင်ဘူးဆိုတာကိုလည်းတွေ့ရပါတယ်။ဘုံသီလာရောက်တဲဆောင်တဲ့အဖွဲ့ဟာလုံလောက်တဲ့အဆောင်ချောက်ပါတာမျိုးမဟုတ်ပဲအင်အား20လောက်သာပါတဲ့လေတပ်သားတွေပဲဖြစ်ပါတယ်။ဂျမာကားတစ်စီးအရရဲ့12ဘိန်းကားတစ်စီးနဲ့လာရောက်တည်ဆောင်တာဖြစ်ပါတယ်။အဆိုပါလုပ်ငန်းစဉ်ကိုမကြာခဏနှောက်ယှက်တိုက်ခတ်နိုင်မယ်ဆိုရင်လေကြောင်းတိုက်ခိုက်မှုယာနှုံးပြမဟုတ်လင်တာအနေငယ်ရော့ကျသွားမှာဖြစ်ပါတယ်။စစ်ကောင်စီဟာအဆိုပါလမ်းကြောင်းကိုမသုံးဘူးဆိုပါနဲ့ခရိုင်ချင်းဆက်လမ်းအတာ
ခွေးမလောင်စလုတ်တရားမန္တကိုင်းငဖဲဗရမ်းမစီမကွေးလန်းကိုအသုံးပြုရမှာဖြစ်ပါတယ်၎င်းလမ်းကြောင်းဟာစစ်ကောင်စီတို့ပိုပြီး risk များတာဖြစ်တဲ့အတွက်နောက်ဆုံးရဟတ်ရင်နဲ့တည်ယူရတဲ့အဆင့်ထိရောက်ရှိသွားမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလည်းဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်